တ်ပေါ်မကြိုက်တဲ့လူတွေရဲ့ဘဝကလည်းအရန်ခက်ခဲမှာပဲနော်ငါတို့ဆိုစိတ်ညစ်ဟော့ပေါ်စားလိုက်ရင်ပျောက်သွားရောရီးစားနဲ့အဆင်မပြေဘူးမလားဟော့ပေါ်စားလိုက်အဆင်ပြေသွားရောအိမ်မှာမေဆိုလို့စိတ်ညစ်နေရမလားဟော့ပေါ်သွားစားလိုက်ရင်အဆင်ပြေသွားရောအလုပ်တွေပြီး stress တွေများနေမလားအဲ့ရဟော့ပေါ်သွားစားလိုက်အဆင်ပြေသွားရောတငယ်ချင်းနဲ့စိတ်ဆိုးစိတ်ကောက်ပြီးရန်ဖြစ်ထားရမလားဟော့ပေါ်သွားစားလိုက်အဆင်ပြေသွားရောပတ်စံမရှိလို့စိတ်ညစ်နေရမလားပတ်စံရှိရလို့ဟော့ပေါ်ဝယ်ကြွေးခိုင်းလိုက်အဆင်ပြေသွားရောစာရီချက်မရလို့ခေါင်းတွေကိုက်နေရမလားဟော့ပေါ်သွားစားလိုက်စာချက်လို့ရသွားရောစိတ်ညစ်စရာတွေစိတ်ရှုပ်စရာတွေအကုန်လုံးဟော့ပေါ်စားလိုက်တာနဲ့အားလုံးအဆင်ပြေသွားရောလူဆိုတာကိုကြိုက်တာတွေကိုလုံးနေရလို့ရှိရင်စိတ်ညစ်စရာတွေဆိုတာလည်းမေ့နိုင်သွားရလေရေတို့လိုဟော့ပေါ်ကြိုက်တဲ့လူတွေအတွက်ကဘလို့စိတ်ညစ်စရာတွေပဲရှိလားဟော့ပေါ်လေးသွားစားလိုက်တာနဲ့စိတ်ညစ်ပြေသွားရောဟော့ပေါ်ကအရာအားလုံးမဖြေရှင်းနိုင်ပေမဲ့ယတိအတွက်တော့ဟော့ပေါ်ကစိတ်ညစ်စရာတွေဖြေပြောင်းနိုင်တဲ့တခုတည်းသောအရာပဲဘာလို့ဆိုယတိကဟော့ပေါ်ကိုအရန်ကြိုက်လို့လေအဲ့ဒါကြောင့်ဟော့ပေါ်မကြိုက်တဲ့လူတွေဆိုစိတ်ညစ်စရာတွေကိုဘလို့မျိုးဖြေရှင်းကြလဲမသိဘူးနော်သူတို့ဘဝတွေကအရန်ခက်ခဲမှာပဲပျော်ရွှင်စရာရှိလာတဲ့နေ့ဆိုလို့ရှိရင်လည်းဟော့ပေါ်စားရင်းနဲ့ပို့ပျော်အောင်ဖန်တီးရယ်စိတ်ညစ်စရာရှိလာတဲ့နေ့ဆိုလို့ရှိရင်လည်းဟော့ပေါ်စားရင်းနဲ့စိတ်ညစ်စရာတွေကိုဖြေပြောက်တယ်ယတိအတွက်ကတော့အချစ်မရှိဘဲနဲ့နေနိုင်ပေမဲ့ဟော့ပေါ်မရှိဘဲနဲ့တော့မနေနိုင်ဘူး